The Call ခေါ်တန် online magazine ကိုနားဆင်နေကြတာပဲဖြစ်ပါတယ်။နှင်းစီ80တို့စပယ်ဖြူနုမြင်ကွင်း1 1989ခုနှစ်ຫນွေဦးရာသီအသက်9နှစ်အရွယ်မိန်းကလေးငယ်သည်ခန္ဓာအတွင်းရှိသမျှမီးစာကိုတပြိုင်နက်ထွန်းညှိအသုံးပြုသည့်ပမာလေဟုန်ကိုခွင်း၍တဟုန်တိုးပြေးနေသည်လမ်းကလေးမှာရက်ွက်အတွင်းပိုင်းလမ်းသွယ်များထုံးစံကွစ်ကောက်ကောက်ကျင်းမြောင်းမြောင်းဘေဘီကဝါရိတ်သေးရိတ်တို့မှာမိန်းကလေးကိုအံ့အားတသင့်ငုံကြည့်နေကြသည်နှင့်အပြေးပွဲများရှိလျင်စိန်ပြေးလိုက်တိုင်းကစားလျင်ပင်အမြဲတစေအရှုံးနှင့်သာရင်ဆိုင်ရလေးရှိသောမိန်းကလေးသည်ခုတော့ဘာကြောင့်များဒီလိုပြေးလွှားနေရပါသနည်းသူသည်ရှေ့သို့သာမပြတ်တမ်းအာယုံဆိုင်လျက်လန်ကီးတစ်လျှောက်ကလူများမှလည်းသူကဲ့သို့ပင်လမ်းမကြီးသို့ဥတီတုတ်ချေတင်လျက်ရှိရာထိုလူတို့အနီးကဖြတ်လျင်ပြေးရှင်ကိုတခဏလျှော့ရ၏ဘေးကကွစ်ပတ်ပြေးတက်လာရ၏လူအုပ်အကြားအဖွားအေကိုပါကြော်တက်မိတော့သည်ခေါ်တန်ကြားတော်လဲလှည့်မကြည့်ဟောဒီကောင်မလေးဆိုသောအတန်မှာနောင်နားစီတွင်တဲတဲမြတာကြံရစ်ခဲ့သည်မင်းကလေးဥတီယာအဓိကလမ်းမကြီးကငွေတကောင်နဲ့ပင်ကွေးကောက်လှပစွာလဲလျောင်းမြဲဟိုမှဒီမှစူးစီးလာကြသောလူများတို့သည်လမ်းဘေးဝဲရာတွင်ပြည့်နှက်လျက်ရှိပြီးမင်းကလေးသည်အရှိန်ကိုထက်တင်ကလူတန်းရှည်နီးသို့တိုးကပ်၏အမောရှိန်မပြေ၍အသက်ပြင်းပြင်းရှူရှိုက်မိနေခြင်းကိုပင်အမေမေအလျော်လျော်နှင့်လူအုပ်ကြားကမရရအောင်တိုးထွက်ကလမ်းမကြီးစီအရှင်းမြင်နိုင်ရန်စူးစမ်းကြည့်သည်သူတွေ့မြင်လို့သူမှဒီလမ်းကဖြတ်သွားပါပြီလောဘေးဘီဟာစကားတန်တို့အရာအချိန်မီလေးပင်ဖြစ်ကြောင်းနားလည်လိုက်၍မင်းကလေး၏မျက်နှာပေါ်အပြုံးပွင့်ကလက်ကနဲပေါ်လာသည်သူ့ပတ်ဝန်းကျင်ကလေးလေးမြက်မြက်ခေါ်ဝေါ်သုံးဆွဲသည့်မက်ဆုကိုတွေ့ကျင်လှ၍ခရီးပြင်းနှင်ခဲ့ရပါသည်ခုတော့ဖြင့်ဆန္ဒပြပါတော့မည်ခဏမြအကြာတွင်တော့လူသူပရိသတ်ထံမှဝမ်းသာအားရညာတံမှာဝန်းကျင်ဝဲလှိုက်ကနေလွင့်ပြန်ဖုံးလွှမ်းလျက်ရှိပြီးမင်းကလေးမှာဆူတောင်းကြွကြော်တံများအားလိုက်ပါဆိုဟစ်နိုင်ခြင်းမရှိခက်ဖြည်းဖြည်းမောင်းနှင်ဖြတ်တန်းသွားသောကားပေါ်ကမက်ဆုကိုသာမမြင်မြင်အောင်ခြေဖြားထောက်ကြည့်နေရသည်ဟောတွေ့ပါပြီခရမ်းဖြော့ရောင်အင်ဂျီနှင့်လှပသောမျက်နှာကိုဝန်းရံထားသည့်သပင်ထက်ကပန်းရောင်စုံနှင့်အပြုံးလှလှဆွတ်သောမြစ်တာတက်မှနှွေဦးလေပြေထဲစိမ်ဝဲလျက်လူတို့ထံဝေလျံနှုတ်ဆက်နေသောလက်တို့ကိုမင်းကလေးကပီတီပြုံးနှင့်ငေးလျက်သူကိုယ်တိုင်ခုံပေါက်လက်ပြနေမိခြင်းကိုလည်းထိုခဏဝယ်တတိမမှုမိတော့ချေငင်ကွင်းနှင့်2010ပြည့်နှစ်ဆောင်းဦးရာသီလူပီရဲ့ဆိုသောအတန်မှာအဘယ်သူကအစပြုတ်လိုက်သည်မသိအမျိုးသမီးသည်တောက်လက်ဆောက်ကော်ဖီဝက်ကိုအောက်ခံပကံပြားနှင့်ခက်ပြင်းပြင်းထိခတ်သည့်အထိကြပြကတိချလိုက်၏ဒီတနေ့တာအတွက်ဘယ်နှခွက်မြောက်သောကော်ဖီပါလေတက္ကသိုလ်ရိပ်သာလမ်းတစ်ကိုမြင်ရသည့်အနည်းဆုံးသောလမ်းဘေးလက်ဖက်ရည်ကော်ဖီဆိုင်လေးမို့တနေကုန်ဒီမှာခိုကက်လျက်ကော်ဖီတစ်ခွက်ပြီးတစ်ခွက်မှတောက်နေခဲ့ရ၏ခုတော့မျှော်ခဲ့ရသောနာရီဆက်ရောက်လာပါပြီကောဒီမှာပတ်စံတော့ဟုဆိုင်တွင်းသို့လှမ်းအော်လျက်ဘေးကုံတိုင်းချထားသောအိတ်ကိုကောက်လွယ်လိုက်သည်ထို့နောက်မှာတော့အမျိုးသမီးသည်တက္ကသိုလ်ရိပ်သာလမ်းတစ်ပေါ်စတင်ပြေးလွှားလျက်ရှိပြီးသူတယောက်တည်းမဟုတ်အစီအတားနှင့်စောင့်ကြက်သူတို့နှင့်ခလန်းလန်းတွင်အရေးချီကြီးလျက်နေကင်းကလေးကဟိုနားဆုစုဒီနားဆုစုစောင့်ဆိုင်နေခဲ့ကြသောလူအုပ်သည်ပြေးနိုင်သူကအားကုန်တုတ်လျက်မပြေးတာသူတို့ကတော့တုတ်ချေတင်လျက်လွန်ခဲ့သောနှစ်ပေါင်း20ကျော်ကငွေဦးတရက်ကိုအမျိုးသမီးပြန်တတိရနေ၏သူသည်ထိုစဉ်ကလိုပင်လူပုဂ္ဂိုလ်တဦးတည်းကိုတွေ့လို့စေဖြင့်ပြေးလွှားနေမိခြင်းကတိုက်ဆိုင်လာသောအဖြစ်တာသည်ဖြစ်ဟုအစီတားကိုဖယ်ရှားနေသူတဦးကဘသူ့ကိုမှန်းမသိလှမ်းတတိပေးလျက်ဒီလိုစောင့်ကြက်တားဆီးနေရခြင်းကိုတာဝန်တရက်အရာလုပ်ခဲ့ကြတာလားလိုချင်းလုပ်ကြသလားအမှုအရာအဖြစ်မစင်းငုံနိုင်ပြီအတန်မှာတော့ဒေါသတင့်ခြင်းမရှိတစ်ပင်ပန်းပင်များဖြင့်ဝေဝေဆဆရှိပြီးကျယ်ဝန်းလှသောခြံကျဲများတည်ရှိရာတက္ကသိုလ်ရိပ်သာလမ်းတစ်သည်ခုတော့ဖြင့်ညနေနီရီအောက်ဝဲတက်ဝင်လှုပ်ရှားလျက်ရှိပြီးပန်းကလေးများသာစကားဆိုတတ်ပါလျင်ကာလအတန်ကြာစိတ်ငြိမ်ရှိလာသည့်ဝန်းကျင်တစ်ခုလုံးရီမောတန်စကားတန်ခြေတန်များဖြင့်စီစီဝေဝေရှိလာပုံကိုအချင်းချင်းလက်တို့သတင်းပေးနေကြပေမည်အမျိုးသမီးသည်ခြံအမှတ်54သို့ဦးတည်ပြေးလွှားလျက်ရှေလျာသောဆန်နယ်တို့ကိုကျိုးဖြင့်စောကလေးကစီးနှောင်ထားမိသည်မှာတင့်လေစွာအရေးတဲ့လုံချီပိုထားမိသေးသည်ငယ်တုန်းကလိုသာ
အားနှင့်မန်းနှင့်ခြေကုံတုပ်လျက်ပြေးပြေးလိုက်ခြင်းတော့သည်ခြံရှိသို့သူရောက်ချိန်မှာတော့လူအုပ်မှာထင်မှန်ထားသည့်ထက်ပြေး၍နေပြီးဝင်းတကားနှင့်အနီးဆုံးသို့တိုးကပ်ရန်ကြိုးစား၏သို့တော့လူများစွာမှလည်းသူ့လိုပင်အားထုတ်လျက်ရှိရာမလွယ်လှနောက်ဆုံးတော့လက်လျှော့လျက်ညနေချင်းဆိုင်ဆန်၏အုတ်တိုင်းတစ်ပေးကမြေမမို့ထက်သို့တိုးကပ်လာရသည်ဒီနေရာကအလွမ်းကွာပေမဲ့မြင်လိုသူထွက်လာလျင်ကောင်းစွာတွေ့နိုင်သေး၏ခုံးကလေးထက်မှလည်းသူ့လိုပင်အကြံနှင့်ချင်းကပ်လာသူမရှာခြံရှိဝန်းကျင်တစ်ခုလုံးမှာလူသူပရိသတ်နှင့်ခဏချင်းပင်ဖုံးလန်းသွားခဲ့ပြီးအားလုံး၏အကြီးမှာခြံတကားဝတို့သာဘယ်အချိန်များဒီခြံတကားစီ၌သူပေါ်ထွက်လာလိမ့်မလဲဘယ်အချိန်များသူ့မျက်နှာကိုမြင်၍သူ့အတန်ကိုကြားရလိမ့်မလဲအပြေးရှင်ကြောင့်လားစိတ်လှုပ်ရှားမှုကြောင့်လားမသိအမျိုးသမီးမှာရင်လှိုက်ခုန်လျက်လွန်ခဲ့သောအနှစ်20ကျော်တုန်းကလိုညာတန်မျိုးအမျိုးသမီးကြားလိုက်ရပြီးမျက်ဝန်းတို့သည်ရှင့်မြင်ကွင်းသို့လင်းကနေလက်ကနေခုန်ကူးသွားကြသည်ခြံတကားထိန်နားစီတွင်မြင်လိုက်ရသူမှာဟိုးတုန်းကအတိုင်းမပြောင်းမလဲတောက်ပပြုံးနေပါလားဆန်ရင်စုတို့သည်နဖူးပေါ်ဝေဝေဝဝဲတစ်ချိန်ကလိုတော့သူ့စပင်ထက်ပန်းမွှင်းလို့မရှိသို့တော်လဲစိုက်ရန်ပြိုးရန်မလိုအပ်သည့်ပန်းခင်းတခင်းသူ့အနီး၌လန်းလန်းလှလှပွင့်ဝင်နေသည်ပမာလူများနှင့်အတူပျော်ရွှင်စိတ်ဖြင့်ခုန်နေမိသည်မှာခြေထောက်၌တင်းငုံချုံဆူ၍သွေးထွက်မှတခဏငြိမ်တော်သည်သို့တော်အမျိုးသမီးမှာနာကျင်စိတ်မရှိသလိုလူထုထံဝေဝဲနှုတ်ဆက်နေသောလက်ကလေးကိုသာလိုက်လှဲပြုံးနှင့်တုံ့ပြန်နေမိခဲ့သည်မြင်ကွင်း3 2018ခုနှစ်စောင်းရသည်ဆောင်စားရသောနိုင်မိနစ်တို့သည်ခုတော့ဖြင့်ကျမရှိဝဲပြက်ပြက်ထင်ထင်ကခုန်လျက်ဘယ်ကလေးအများစောင့်ခဲ့ရပါလေနှစ်ပေါင်း30ပေါ့လူတက်တန်တဝက်နီးပါးကြာသည့်အထိလူတူအပေါ်ချစ်ချင်းမေတ္တာတသက်ဖြင့်စိတ်နှိမ့်ခဲ့ရခြင်းဆိုတာသည်အိမ်မက်လည်းမဟုတ်ခဲ့ပြီနေရချင်းလည်းမလားတဲ့ညနေချင်းဆိုင်မှာဆရာတူကကျမစိတ်လှုပ်ရှားနေမှရိပ်မိ၍လှမ်းနောက်နေသည်တကယ်တော့ဒီနေရာတွင်ကျမကိုနေရာချအပြီးအနည်းအားခုံလွတ်၌သူလာထိုင်ပြီးသိရကြတဲ့ကရင်စားခုံတာပဲမဟုတ်ပါညစာစားပွဲသို့ခြေလှမ်းစကြတဲ့ကအိုးမဟုတ်ပါဘူးလေနိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်နှင့်စာရေးဆရာများတွေ့ဆုံပြီးညစာစားပွဲသို့တက်ရောက်ရမည်ဆိုသောဖိတ်စာလက်ခံလိုက်ရကြတဲ့ပါနှစ်ပေါင်း30ကအိမ်မက်မှာတကယ်ပင်တက်ဝင်လာခဲ့ပြီလေချစ်ခင်လေးမြတ်ရသူကိုအနည်းဆုံးမှမြင်တွေ့ရတော့မည်သို့တော်လည်းတစ်ဖက်တွင်တော့ကျမကဝိုင်းရံလာမည်ကင်မရာများကိုလည်းကြောက်သေးသည်လင်းလက်တော်မိအောင်အောင်း၌ငကိုကပင်မနေတတ်မထိုင်တတ်စကားများမှားသွားအောင်မလားသူ့ကိုတွေ့လျင်ဘာများပြောရမှာပါလဲသူ့အတွက်ပထမဆုံးအကြိမ်စုံစည်းခြင်းမိတော့လဲကျမအတွက်တော့စိတ်ဖြင့်တွေ့မြင်ခဲ့ရသည်မှာအချိန်ချင်းမဟုတ်လားနောက်ဆုံးတော့လဲစပယ်ဝိုင်းတစ်ခုစီမှကူးလာသူသည်ကျမတို့ထံညင်သာစွာလှမ်းလာခဲ့ပြီးအနည်းတွင်သူဝင်ထိုင်လိုက်ပုံအားလုံးကိုနှုတ်ဆက်ပြုံးရလိုက်ပုံစကားချိုတာဆိုလိုက်ပုံမှာစိတ်မြတ်လာဝဲတရချင်းပုံတူကူးဆက်နေခဲ့ပြီးကျမသည်ခုတော့ဖြင့်စကားမှမိအရေးကိုစိတ်ပူဖြိုမလိုတော့ပြီသူသည်မိသူနှင့်တွေ့လျင်မိသည့်စကားကိုပြောဆိုရမည်ဟုကျွမ်းဝင်ပြီးသားစိတ်နှလုံးမျိုးနှင့်မဟုတ်လားဘေးဘက်ဝန်းကျင်ကိုဖြန့်ကျက်ထားသောမေတ္တာတဲ့အရှိန်အဝါမှလည်းလင်းလက်ပါပေးသည်နှင့်ပြုံးနေခြင်းကိုကျမမရက်တတ်နိုင်ခဲ့အိမ်မက်လိုပဲဟုအဖန်ဖန်တွေးလျက်အိမ်မက်မဟုတ်ခြင်းကိုလည်းကြည်နူးသိမှတ်နေခဲ့သည်ဘာလို့စာရေးရလဲသူသည်ထင်မှန်မထားချိန်မှာကျမဘက်သို့လှည့်၍မေးခွန်းထုတ်လိုက်၏ဘာလို့များကျမစာရေးပါလဲပြောပြချင်တာတွေအများကြီးရှိရာကစခဲ့သလားအိမ်ကိုလွမ်းသည့်ဆယ်ကျော်သက်ဘဝမှာပြောပြစရာလူမရှိလို့ပဲစာရွက်တွေကိုရင်ဖွင့်ဖြစ်သွားတာလားနောက်ဆုံးတော့အင်မတန်ရိုးသည့်စကားတစ်ခုမှာကျမနှုတ်ကခုန်ချသွားခဲ့သည်ရေးချင်လို့ပါရှင်ထိုခဏဝယ်သူ့မျက်နှာပေါ်ဖြက်ကနေလက်သွားသည့်အပြုံးကိုကျမငေးနေခဲ့၏တစ်ဖြက်ဖြက်ရွေလျားနေသောအချိန်တို့ကိုမရအရဖမ်းဆုပ်လျက်တသက်တာသိမ်းဆည်းထားရန်စက္ကန့်မလက်စူးစမ်းနေမိသူပမာဒီစာကိုဘာလို့များရေးပါသလဲဟုတနေ့နေ့သူသို့မဟုတ်တစုံတဦးကမေးလာလေလွမ်းလို့ပါဟုကျမဖြေပါမည်ဇွန်2025ခုနှစ်တကောခေါ်တန်အွန်လိုင်းမဂ္ဂဇင်းတွင်ဖော်ပြခဲ့သည့်စာရေးသူစပယ်ဖြူနူး၏နှင်းစီ80သို့အစီကိုကျွန်တော်မင်းချေကခန်းစားရွတ်ဖတ်ထားတာဖြစ်ပါတယ်ခင်ဗျာ